မင်္ဂလာပါရှင်ဒီနေ့မှာတော့9လပိုင်း21ရက်ကနေ6လပိုင်း20ရက်နေ့အတွင်းမွေးဖွားတဲ့ဂျမနိုင်းဇွန်ဒီယဆိုင်တွေအတွက်မတ်လအတွင်းဖြစ်နိုင်တဲ့ကံအခြေအနေကိုထားရကြည့်ပေးသွားမှာဖြစ်ပါတယ်ရှင်ပထမဆုံးအနေနဲ့ပညာရေးအခြေအနေကိုကြည့်ပေးသွားမှာဖြစ်ပါတယ်ပညာရေးအနေနဲ့ဒီလမှာပုံမူပြီးတော့မှလေးလာခြင်းစိတ်တွေရှိလာမယ်ကိုယ့်ရဲ့စိတ်ဝင်စားတဲ့ဘာသာရပ်ကိုပုံမူအာရုံစိုက်မိလာမယ်ဒါပေမဲ့တခါတရံစာလုပ်တဲ့ချိန်မှာစိတ်မပါတယ်လို့စိတ်လိုလိုက်ပြီးတော့စာမလုပ်ချင်တဲ့နေ့တွေရှိမယ်တကယ်ချင်းတယောက်စီကအားပေးမှုရလာနိုင်တယ်ပညာရေးနဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ထဲမှာအားမရမှုနည်းနည်းရှိနိုင်ပေမဲ့မကြခင်မှာပဲစိတ်အေးထားပြီးအာရုံစိုက်မယ်ဆိုရင်ရှားလက်ကောင်းရနိုင်ပါတယ်ဒီလအတွက်အဓိကစာနဲ့ပတ်သက်ပြီးတော့တေချာလေးအာရုံစိုက်ပြီးကြိုးစားဖို့လိုပါတယ်ရှင်နောက်တစ်ခုကကြတော့ဂျမနိုင်းလေးတွေအတွက်3လပိုင်းတွင်ကြုံတွေ့ရနိုင်တဲ့ကျန်းမာရေးအခြေအနေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ကိုကအစီအစဉ်တစ်ခုချလာနိုင်တယ်။ကျင်သွားကျင်လာတာဖြစ်ဖြစ်ဒိုင်းရလို့ဖို့တွေးနေတာဖြစ်နိုင်ပါတယ်။မိသားစုကလည်းကျန်းမာရေးပိုင်းမှာတင်ကူညီပေးပါလိမ့်မယ်။ရှေးကောင်းမွန်ဖို့အတွက်စတင်ပြပြင်ခြင်းစိတ်တွေဖြစ်လာမယ်။စားတောက်တဲ့ပုံစံကိုပြောင်းဖို့စဉ်းစားနိုင်တယ်။တခြားကျမကြီးနဲ့ပတ်သက်တဲ့ပြဿနာထွေထူးတော့မဖြစ်ပါဘူးဒီလထဲမှာစိတ်ဖိစီးမှုကိုလျှော့ချဖို့လိုအပ်တယ်အေးဝအောင်လို့အထူးဂရုစိုက်ကမယ်ကျမကြီးနဲ့ပတ်သက်ပြီးတော့ကိုလုံးမဲ့ဆုံးဖြတ်ချက်ကအနာဂတ်အတွက်ကောင်းကျိုးရှိလာမယ်ဟိုကကြတော့3လပိုင်းတွင်ကြုံတွေ့ရနိုင်တဲ့စီးပွားရေးအခြေအနေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီလမှာကငွေကြေးအကူအညီတစ်ခုရနိုင်တယ်ရစရာရှိရဒါမှမဟုတ်ရှင်ရင်ကိုယ့်ကိုကူညီပေးမဲ့သူပေါ်လာနိုင်တယ်လုပ်ငန်းအသစ်တစ်ခုခုစမ်းလုပ်ခြင်းနဲ့စိတ်ရှိလာမယ်ဒါပေမဲ့တခြားစဉ်းစားဆုံးဖြတ်ပြီးမှလုပ်တင်ပါတယ်အလှူဒါနလုပ်ဖို့လည်းစိတ်ကူးရနိုင်ပါတယ်ဝင်ငွေနဲ့ထွက်ငွေကိုစနစ်တကျစီမံဖို့လိုတယ်လုပ်ငန်းစမယ်ဆိုလို့ရှိရင်အစစ်တေးသေးလေးကနေစတင်တာပိုကောင်းပါတယ်လူတစ်တယောက်နဲ့လုပ်ငန်းတစ်ခုပူးပေါင်းပြီးတော့စတင်နိုင်မယ်တခြားစီစဉ်ပြီးစတင်မယ်ဆိုရင်အတွေ့အကြုံကောင်းတစ်ခုရလာနိုင်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ဂျမနိုင်းလေးအတွက်3လပိုင်းအတွင်းကြုံတွေ့ရနိုင်တဲ့အခြေရေးအခြေအနေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အခြေရေးမှာက3လပိုင်းအတွင်းအခက်အခဲနည်းနည်းရှိနိုင်တယ်။ဒါပေမဲ့ကိုကစိတ်ရှည်ဖို့လိုရယ်သူ့ရည်စားရှိတဲ့သူတွေကအငြင်းပွားမှုနည်းနည်းဖြစ်နိုင်တယ်။စင်ကယ်ရီအတွက်တော့စိတ်မထိခိုက်ခြင်းပဲတယောက်တည်းနေချင်တာမျိုးတွေတွေ့ရတယ်။လူလိုက်ကူပေမဲ့အခြေရေးနဲ့ပတ်သက်ပြီးတော့နောက်ဆုံးမှာတည်ငြိမ်လာမယ်။ဖက်သူနဲ့တခုခုဆိုလို့ရှိရင်ပွပွင့်လေးလေးညှိနှိုင်းပြောဆိုမှုလိုအပ်ပါတယ်။ဒါဆိုလို့ရှိရင်တော့ဒီလမှာအခြေရေးကအဆင်ပြေလာပါလိမ့်မယ်ဒီနေ့ကြည့်ပေးသွားတဲ့အကြောင်းအရာကကြတော့ဂျမနိုင်းလေးတွေအတွက်3လပိုင်းအတွင်းကြုံတွေ့ရနိုင်တဲ့ကံအခြေအနေပဲပြပေးသွားတာဖြစ်ပါတယ်နောက်ထပ်ဘာဆိုင်လေးလုပ်ပေးရမလဲဆိုတော့ကိုမန့်မှာရေးခဲ့ပေးလို့ရပါတယ်ရှင်